ဘာစီကိုဒီမှာလွယ်လွယ်ကူကူလေးထည့်ပြနီလီကိုပြပေးမယ်နော်ဒီမှာဒါကိုယ်တိုင်ပြုတ်လောက်ထားတဲ့ homemade ဘာစီထည့်တဲ့ကရိယာလေးနော်အဲ့ဒီတူလေးနဲ့ထိုးပြမယ်ဒီမှာနော်ထည့်ပြမယ်ဒီမှာလွယ်လွယ်ကူကူပဲအရေးဒါရေးစံကဝင်ရိုးရေးဒီမှာဝင်ထုတ်ထားဆက်လီကောဒါဒီကောင်ရဲ့ပတ်တက်ပဲလောက်ရဖို့ကိုတွေးထားတာနော်မထက်ပို့ထက်ဒီမှာဒါဆပ်ပလေးဒါ break ပန်ဆပ်ပလေးနောက် break ဒါဆပ်ပလေးနဲ့လောက်ထားတာဒီမှာနော်ဒီအရစ်ကအလိုတလို့အတွင်း short လောက်လို့ရတာနော်အချက်လောက်လို့ရအောင်လို့ဒီမှာလောက်ထားမတွေ့လားโอเคတထား